စိတ်စေတနာနဲ့တန်တဲ့ဘဝလူတယောက်ရဲ့စိတ်စေတနာတိတ်ကိုအရေးကြီးပါတယ်ကိုဘာလဲပဲတွေးတွေးဘာလဲပဲပြောပြောဘာလဲပဲလုပ်လုပ်အဲ့ဒီအတွေးပြောလုပ်တွေရဲ့တွန်းအားဟာကိုယ့်ရဲ့စိတ်ထဲမှာဖြစ်ပေါ်နေတဲ့စိတ်စေတနာပဲဖြစ်ပါတယ်ကောင်းတဲ့စိတ်စေတနာလေးတွေနဲ့တွေးလိုက်ပြောလိုက်လှုပ်လိုက်တဲ့ရလက်တိုင်းဟာကိုယ့်စီကိုကောင်းမွန်လှပတဲ့ကံတရားပုံစံလေးတွေပြန်ရောက်လာတတ်ပါတယ်မကောင်းတဲ့စိတ်စေတနာဆိုးနဲ့ဒီလူတယောက်ကိုနှိမ်လိုက်မယ်ဝေဖန်အပြစ်တင်လိုက်မယ်ဆိုရင်လည်းအဲ့ဒီဝေဖန်ပြစ်တင်ခံရခြင်းတွေကကိုယ့်စီအချိန်မရွေးပြန်ရောက်လာတတ်ပါတယ်ဒါကြောင့်စကားလေးတစ်ခွန်းပြောရမယ်ဆိုရင်ကိုမှန်တယ်မှာအရင်ဆုံးရှိပြီးကိုအရင်ပြောကြည့်လိုက်ပါဒီစကားကိုတာပြောခံရရင်ဘလို့ခံစားရမလဲဆိုတဲ့အတွေးလေးနဲ့ကိုချင်းစာနာတတ်တဲ့စိတ်ကလေးထည့်လိုက်တဲ့အခါလူတယောက်အပေါ်မညာမတာပြောဖို့နှုတ်ဆွဝင်လဲလာပါလိမ့်လူတယောက်ကံကောင်းတယ်ဆိုတာသူ့ရဲ့ကာယကံဝစီကံမနောကံ၃ပါးစလုံးကိုကောင်းမွန်စွာထိမ့်သိမ်းစောင့်ရှောက်တတ်လို့ဖြစ်ပါတယ်လူတယောက်ကံဆိုးတယ်ဆိုတာမကောင်းတဲ့စိတ်စေတနာဆိုးနဲ့တွေးကြံပြောဆိုလောက်ကင်နေတတ်လို့ပဲဖြစ်ပါတယ်ကိုပေးလိုက်တဲ့စိတ်စေတနာနဲ့ကိုပေးလိုက်တဲ့စိတ်စေတနာရဲ့တန်ဖိုးနဲ့ထိုက်တန်တဲ့ဘဝမျိုးကိုပဲပိုင်ဆိုင်ခွင့်ရကြတာစိတ်စေတနာကောင်းလေးထားဖို့လိုအပ်ပါတယ်မကောင်းတဲ့စိတ်စေတနာဆိုးတစ်ခုကိုအတွေ့အကြုံဝင်လာပြီဆိုရင်တခြားသူတွေမသိနိုင်ပေမဲ့ကိုကတော့ကိုယ်တိုင်သိနေပါတယ်ကိုစိတ်ကိုကောင်းတဲ့ဖက်စီချက်ချင်းပြောင်းလဲလို့ရပါတယ်စိတ်စေတနာလေးတွေကောင်းမွန်လှပလာတာနဲ့ညကိုဘဝကလည်းလှပကောင်းမွန်လာမှသိချပါတယ်တိတ်ချရတဲ့အန်ဒီတယောက်ရှိပါတယ်သူရဲ့စိတ်စေတနာကောင်းမွန်လွန်းတာကြောင့်သူ့မှာသူများကိုပေးစရာတွေအမြဲပြည့်နေတတ်ပါတယ်တယောက်ယောက်ကိုပေးလိုက်တိုင်းလဲသူ့စီမှာရောနေမတွားပဲပြန်ပြေးလာတယ်လို့ဆိုလိုပါတယ်ပေးခြင်းကမ်းခြင်းနဲ့စိတ်စေတနာကြောင့်ပဲပေးစရာကမ်းစရာကသူ့မှာအမြဲရှိနေတတ်ပါတယ်ဘသူကိုဘာပေးရမလဲဆိုတာပဲတွေးနေတတ်တဲ့သူဖြစ်ပါတယ်တကယ်တော့သူတစ်ပါးကိုပေးလိုက်ရတယ်ဆိုတာကိုယ့်ရဲ့ကြည်နုံးပီတိလေးနဲ့ချမ်းသာဒုက္ခကိုခံစားရတဲ့စိတ်ကြောင့်လူကလွတ်မြောက်ပေါ်ပါသွားရတယ်ဖြစ်ပါတယ်သူများစီကရယူလိုချင်တဲ့စိတ်နဲ့မျောလင်းတကြီးရှိနေတတ်တဲ့သူတွေမှာတော့အဲ့ဒီမျောလင်းချက်တွေနဲ့လေးလံပြီးမျောလင်းတလို့မရတဲ့အခါစိတ်ဆိုးဝန်းနေရနာကျင်ခံစားရပြန်ပါရယူလိုချင်တဲ့စိတ်ရဲ့စိတ်စေတနာကြောင့်ပဲသူဟာသူများစီကနေဗာများရနိုင်မလဲဆိုရင်မျောလင်းနေရတဲ့ဘဝတည်းမှာပဲတန်တရားတဝဲလေနေတော့မှာပါပဲဒါကြောင့်ဘာလေးပဲလှုပ်လို့စိတ်ကောင်းစေတနာကောင်းလေးနဲ့ထထတန်နဲ့လှုပ်စေချင်ပါတယ်အလှူဒါနလေးပြုတဲ့နေရာမှာတော့ကိုထားလိုက်တဲ့စိတ်စေတနာတိုင်းအကျိုးပေးတတ်ပါတယ်မြတ်စွာဘုရားရှင်ကိုပန်းလေးတွေလှူတာဆွန်းရေချမ်းလင်းလေးတွေလှူတာကအစပြီးစလွယ်ပေါ့လေးမလှူပဲဝမ်းမြောက်ဝမ်းသာစိတ်အားထထတန်လေးနဲ့လှူရင်ကျိုးပေးကလည်းတာမန်လေးမဟုတ်ပဲထူးထူးခြားခြားအကျိုးပေးလာတတ်ပါတယ်မြတ်စွာဘုရားရှင်ကိုရှ िख ိုးဥချတာကအစတာမန်လက်စုံမိုးရှ िख ိုးဥချတာမျိုးမဟုတ်ပဲမြတ်စွာဘုရားရှင်ရဲ့ခြေဖမိုးတော်အစုံကိုနှစ်ဖူးနဲ့ထိပြီးရိုးရိုးတည်တည်မြတ်မြတ်နော်ရှ िख ိုးဥခိုက်တဲ့အခါရှင်ထဲမှာခံစားရတဲ့ကြည်ကြည်နူးနူးပီတိအဟုန်ကတာမန်ဘုရားရှ िख ိုးရတဲ့ကုသိုလ်တွေထထူးခြားကြောင်းကျေးဇူးရှင်အမကောကျော်ဆရာတော်ကြီးဟောခဲ့ပူပါတယ်စိတ်စေတနာထက်တန်ရင်အကျိုးပေးလေးထက်တန်တာမို့ဘာလေးပဲလှုပ်လို့စိတ်စေတနာထက်တန်မှန်ကန်လေးနဲ့လှုပ်စေခြင်းပါတယ်နားဆင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ယခုအကြောင်းအရာကိုစာရေးဆရာမလွန်ထထစစ်တက္ကသိုလ်ရဲ့ post လေးတစ်ခုကိုအတန်ဖိုင်ဖြစ်ပြောင်းလဲအတန်သွင်းညှဝေထားခြင်းသာဖြစ်ပါတယ်
နားဆင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်